မင်္ဂလာပါရှင်9000တန်လက်ကောက်သုံးခွင့်ပြပေးပါမယ်နော်9000တန်မှာဒီလက်ကောက်သုံးခွင့်ကို9000နဲ့စိတ်ဝင်စားတယ်ဆိုရင်တော့ဆက်ကြည့်လို့ရပါပြီတကယ်လို့စိတ်ဝင်စားဘူးဆိုရင်တော့ကြော်လိုက်လို့ရပါပြီနော်ဈေးလေးကိုအမအရင်ဆုံးပြောပြထားပေးပါရနော်ဘာလို့လဲဆိုတော့ဈေးပြောရတာမေ့သွားလို့ဒါလေးကတော့မတူညီတဲ့9000တန်လက်ကောက်သုံးခွင့်မှာနော်အရင်ဆုံးပြပေးမှာကဒီဟာလေးဆိုတော့ခဏထားပါဦးဒါလေးကကြတော့သူကငချိတ်ကွင်းလေးကိုမှဒီဘက်ကလေးတွေကအဝါလေးနည်းနည်းဆွဲတယ်အသားလေးကကြတော့ဒီလိုလေးကြည်လေးအသားကြည်လေးဆိုလို့အမတို့တောင်းကြည့်တိုင်းကြီးလောက်ထိကြည်တာမဟုတ်ဘူးเนาะသူ့ရဲ့ကြောက်သားလေးကလှပါတယ်9000တန်ထဲမှာဆိုရင်တော့သူ့ရဲ့ကြောက်သားလေးကတော်တော်လေးလှတဲ့ထဲမှာပါတယ်ကြောက်စီလေးလည်းလှတယ်เนาะဒီလိုလေးပါဒါလေးကသူ့မှာရှာပွေအပြစ်ရှာမလားဆိုရင်တော့ဒါလေးတစ်ချက်ပါမယ်တကယ်တော့ဒီအနာကဒါကအနာလို့လည်းမခေါ်ဘူးအကျော်ရလေးပါเนาะသူ့ရဲ့အဝါဖောက်ပေါ့เนาะအဝါဖောက်သွားတဲ့ကျော်ရလေးပါဒီဘက်အချမ်းမှာပါလားဆိုတော့ဒီဘက်အချမ်းမှာဆိုပြီးမပါတော့ဘူးเนาะဒီမှာတွေ့လားအဲ့ဒီအတွက်ကြောင့်ဒါလေးကမပြောပလောက်တဲ့အနာတဘာဝကြောက်တွေမှာဆိုရင်ပါတဲ့တဘာဝရဲ့လက်ဆောင်တစ်မျိုးပါပဲเนาะဒါလေးကတော့9000မှာ size ကတော့50 size ပါ50 size ဖြစ်တဲ့အတွက်လက်တော်ရုံနည်းနည်းကြီးတဲ့သူတွေပုံမှန်ပေါ့เนาะများသောအားဖြင့်မင်္ဂလေးလက်တော်များများအကောင်လုံးဝေးလို့ရမယ်အမလက်ဆိုရင်တော့မှပဲ54 size ဝေးတဲ့သူတောင်ဝေးလို့ရပါတယ်เนาะဒါလေးကဒီလိုမျိုးပေါ့ပါနဲ့သေးသေးအရာအောင်ခက်ငင်ကြိုက်တဲ့သူမျိုးဆိုရင်တော့ဒါမျိုးကိုဝစ်ဆင်လို့ရပါတယ်เนาะနောက်တစ်ကွင်း9000နဲ့နောက်တစ်ကွင်းကကြတော့ဒါလေးကကြတော့အစိမ်းအခြေခံထားတာပေါ့နော်အခြေခံလို့ပါလို့ပြောလဲဆိုတော့သူ့ရဲ့တစ်ကွင်းလုံးခြုံကြည့်မယ်ဆိုရင်လည်းအစိမ်းသူကဒါမှအဖြူပါတယ်ဒီဟာလေးတွေဆိုရင်ဒါဆိုရင် original အရေးပေါ့နော် original အရေးပါဒီလိုအရေးအစိမ်းပါတယ်ဆိုရင်အမတို့ကင်မရာထဲမှာဆိုရင် तू ကပို့ပြီးတော့စိမ့်တက်တယ်အခုဆိုရင်မီးထိုးထားတာလည်းမဟုတ်ဘူးနေပူထဲမှာနေရောင်ထဲမှာလည်းမဟုတ်ဘူးမိုးအုံနေတဲ့အချိန်မှာအမအပြင်မှာထွက်ရိုက်ပြပေးရပါတော့အပြင်ပုံနော်ဒါပေမဲ့ကင်မရာဆိုတဲ့အလျောက်ကင်မရာချိန်လိုက်ရင်တော့ဘာဖြစ်အမတို့အဝတ်အစားဖြစ်သူ့ရဲ့ကာလာလေးနည်းနည်းလေးတက်သွားတာမျိုးရှိတတ်တယ်သူကကြောက်အရေးကောင်းရင်ကင်မရာထဲမှာပို့ပြီးတော့အရေးတက်တယ်ပဲစိမ့်ကာလာလေးဒါအမတို့တိတ်ပြီးတော့ကင်မရာထဲမှာမပေါ်တာပေါ့နော်ဖွေးသွားတာမျိုးရှိတတ်တာဒီဟာဆိုရင်အရေးပို့ပြီးတော့ပေါ်တယ်အဲ့ဒါကြောင့်အမတခါတည်းပြောပြပေးတာပါသူ့မှာရှာစရာအပြစ်ကတော့ဒီကြောက်မှာပေါ့နော်ကြောက်မှာအကျော်အနာအဲ့လိုမပါဘူးဘာလို့အကျော်အနာလုံးဝမပါတာလဲဆိုတော့သူ့ရဲ့ကြောက်တာကပိတ်ပါတယ်ပိန်းဟူတာပုံစံမျိုးပေါ့နော်အဲ့ဘက်ကိုရောက်သွားမယ်ကြောက်သားပိတ်တယ်ကြောက်သားပိတ်ပေမဲ့သူ့ရဲ့ကာလာကတော်တော်လှတယ်ဒီလို original အရေးနဲ့တဘာဝကြောက်ကို9000နဲ့ဝစ်ချင်တယ်ဆိုရင်တော့ပြောကမှဒီမှာဇောင်းနာလေးတစ်ခုတွေ့တယ်ဇောင်းနာဆိုတာကဟိုလိုအနာကြီးတော့မဟုတ်ဘူးเนาะတဘာဝကြောက်ကတော့သူကအကျော်ပါမယ်ဒီမှာတွေ့လားဘာမှအထဲမှာဘာမှမရှိဘူးဒီလိုလေးပါနော်ဒါလေးက9000မှာ size ကတော့58ကျော်ပါ58ကျော်ဖြစ်တဲ့အတွက်လက်ကဒီ9 cm ဒီလက်ဖွား size ပေါ့နော်9 cm အကျော်လေးတွေဝေလို့ရမယ်ဒီလိုလေးပါဒီလိုစိမ့်လေးကို9000ကျပ်နဲ့ဝစ်ချင်တယ်ဆိုရင်တော့ဒါလေးကိုယူလို့ရပါတယ်နော်ဒီကနောက်တစ်ခုကကျတော့အဖြူဘက်ကိုပါမယ်အဖြူကိုမှသူ့ရဲ့ကာလာကဘယ်လိုပြောမလဲမီခိုးငွေလေးလိုမျိုးပေါ့နော်အဖြူဆွတ်ကြီးလည်းမဟုတ်ဘူးမီခိုးငွေလေးလိုမျိုးသူ့ရဲ့ကြောက်သားလေးကလှတယ်9000တန်ထဲမှာသူ့ရဲ့ကြောက်စီကြောက်သားလေးကတော်တော်လေးလှပါတယ်နော်ဒါကဘာလို့9000တန်ထဲရောက်နေတာလဲဆိုတော့ဒီမှာဒီအကျော်လေးတစ်ချက်ကြောက်မှာအကျော်ဆိုတာမျိုးကတော့တဘာဝကြောက်မှာပါတတ်တဲ့မျိုးကြောက်သားလေးပိုကောင်းလာရင်ဒီရဲ့အကျော်ရလေးတွေကပို့ပြီးတော့မြင်ရမယ်ကြောက်သားလေးညော့သွားရင်အကျော်ရလေးတွေနည်းနည်းပျောက်သွားမယ်ဒါပါပဲနော်အဓိကတော့ဒီအကျော်ရပါမယ်ဒါကကွဲရအဲ့ရလားဆိုတော့လုံးဝမဟုတ်ပါဘူးစိတ်ချလက်ချဝတ်လို့ရတယ်လုံးဝကွဲရအဲ့ရမျိုးမဟုတ်ဘူးဒီလိုအရှည်တိုင်းပေါ့နော်ဒါပေမဲ့လည်းအမတို့ကတခါတည်းပြထားပေးရတာပေါ့နော်ဟိုဘယ်လိုပြောမလဲတဘာဝကြောက်တွေကိုဝယ်တယ်9000တန်သိန်းတန်တော့ကိုဝယ်ပြီးရင်ဒီလိုအကျော်ရလေးတွေကတော့ပါတယ်တဘာဝရဲ့အနာဆိုတဲ့ဟာလေးတွေပါတယ်ဆိုတာအကြောင်းလေးတွေကတော့အမပြောပြပေးတာပါရောက်ခါမှာကွဲရအဲ့ရကြီးတွေလို့ထင်မှာဆိုလို့ပါเนาะတခါလေးပြောပြပေးတာပါဒါလေးကလည်း size က50 size ပါ50 size ဖြစ်တဲ့အတွက်ဒီလက်ဖွား size ကတော်ရုံခလဲလက်ပေါ့နော်ခလဲအလဲအလက်ရှိတဲ့လက်တွေအကောင်လုံးဝေးလို့ရပါမယ်နော်ဒါလေးကလည်း9000ကျပ်ပါဒါလေးတွေမှာယူခြင်းနဲ့ဆိုရင်တော့ Viber နံပါတ်6952336ကိုဆက်သွယ်မှာယူလို့ရပါတယ်ရှင်